အားလုံးပဲမင်္ဂလာပါရှင်ယခုဒီဆက်မဲ့ကြားတော်လေးကတော့သူမကိုတိုက်ခိုက်နေတဲ့ကိုရီးယားကလရမင်းအပါအဝင်အခြားသူနှစ်ဦးကိုလှစ်လွင်ပြီးစိန်ခေါ်ခဲ့တဲ့တဏ္ဍာမိုးသိရဲ့အကြောင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်တရုတ်ဆောင်တဏ္ဍာမိုးသိနဲ့ပတ်သက်ပြီးအဆိုပါသုံးဦးကလူမှုကွန်ရက် Facebook အပေါ်မှာဝေဖန်ပြောဆိုရေးသားနေကြတာလည်းဖြစ်ပါတယ်အဆိုပါသုံးဦးတွင်ကိုရီးယားမှာရှိပြီးမြန်မာနိုင်ငံမှာတခြင်းလာရောက်တည်ဆိုခဲ့တဲ့အဆိုတော်လရမင်းအိမ်လည်းပါဝင်ပါတယ်လက်ရမင်းအိမ်ဟာတဏ္ဍာမိုးသိကိုအောက်လန်နီးပညာဖြင့်ဝင်းမင်းမောင်အားလှုပ်ထားကြောင်းဆွဆွဲရေးသားမှုများပြုလုပ်ထားကြောင်းလည်းတွေ့ရှိရပါတယ်။လက်ရမင်းအိမ်ဟာတဏ္ဍာမိုးသိနှင့်ဝင်းမင်းမောင်တို့ရဲ့ရည်စားဘဝမှာဝင်းမင်းမောင်ဟာမက်စစ်မှာအီစီနေသောအရေးသားများဖော့ဖြေကိုကြီးဟုပြောဆိုဆက်ဆံမှုများကြောင့်တဏ္ဍာမိုးသိကသူကိုယ်တိုင်ပဲအန်ဖရန်လုပ်ခဲ့တာဖြစ်ပြီးအဆိုပါအချက်ကြောင့်သူမအားတိုက်ခိုက်နေခြင်းဖြစ်တယ်လို့တဏ္ဍာမိုးသိကပြောလာခဲ့ကြောင်းလည်းတွေ့ရှိရပါတယ်။တဏ္ဍာမိုးသိဟာလက်ရမင်းအိမ်ရဲ့ရေးသားချက်တွေကိုချစ်သူအောင်ဖြစ်တဲ့ဝင်းမင်းမောင်အားမန်ရှင်းခေါ်ကရှဲပြီးဖြည့်ရှင်းခိုင်းခဲ့ရတာလည်းဖြစ်ပါတယ်။သူမကသူ့ကိုတိုက်ခိုက်နေတဲ့လက်ရမင်းအိမ်နဲ့နှစ်ဦးကိုစိန်ခေါ်ရှင်းခိုင်းလိုက်ခဲ့တာလည်းဖြစ်ပါတယ်။ဘသူကိုမှကြောက်တတ်သူမဟုတ်လို့သူတို့ခိုင်းချုပ်ဖြစ်တဲ့ဝင်းမင်းမောင်ကိုယခုလိုတက်ရှင်နေတာဖြစ်ကြောင်းပြောလာခဲ့ကြောင်းလည်းတွေ့ရပါတယ်။တားရှင်ပြိုးသမီးနာသားရတဲ့မြမဒလေးလေးဟာမိဘတွေရဲ့မျောလင်းချက်လေးလည်းဖြစ်ပါတယ်။နမ်းမြဖြိုးသိန်းကအဆိုပါနေလီကိုစိတ်ကိုရင်မိပုံပုံဖန်တီးခဲ့တာလည်းဖြစ်ပါတယ်။သူမရဲ့သားနဲ့သမီးကိုရှင်ညွတ်နာသားပေးရမယ့်နေလီကိုလည်းအမြဲရောက်ရှိခြင်းလို့လည်းဆိုပါတယ်။နောက်ထပ်တစ်ဆက်မိမဲ့ကြောင်းလေးကတော့ပရမဆောင်အစဉ်ကြိတ်ကြိတ်တဲ့ကျင်းပလူတန်းခဲ့တဲ့ဟူမုံရွှေရိုရဲ့ဇနီးမောင်နှံရဲ့ကတဲ့လူတော်မင်္ဂလာအကြောင်းပဲဖြစ်ပါတယ်။ဟူမုံရွှေကတော့သူမဘဝမှာဇနီးပေါင်းသားနှစ်ဦးပရမဆောင်ကျင်းပပြုလုပ်ခဲ့တဲ့ကထိန်တင်ငန်းကလူခဲ့ခြင်းဖြစ်တယ်လို့လည်းဆိုပါတယ်။တိလရှိစရာလေးအပားတစ်ထောင်နဲ့အတူတန်ဃာတော်များចောင်းသားចောင်းသူများကိုလူရန်ခဲ့တာလည်းတွေ့ရှိရပါတယ်။အောင်စမှုဆရာတော်ဖရာရဲ့ចောင်းတိုင်းမှာပဲဆရာတော်ကဦးစီးပြီးကျင်းပပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။နောက်ထပ်တစ်ဆက်မဲ့ကျောင်းလေးကတော့သူငယ်ချင်းဖြစ်သူအွန်ဆိုင်နဲ့ဘန်ကောက်မှာဖရာကျောင်းလိုက်ခဲ့တဲ့မိုးဆက်ဝမ်ရဲ့ကျောင်းလေးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။မော်ရယ်နဲ့တရုတ်ဆောင်မိုးဆက်ဝမ်ကဘန်ကောက်မှာမိတ်ဆွေဖြစ်သူအွန်ဆိုင်နဲ့တွာလာလှုပ်ရှားနေတာလည်းတွေ့ရပါတယ်။အွန်ဆိုင်ဟာဘန်ကောက်မှာမိသားစုတွေနဲ့အခြေချနေထိုင်တာလည်းဖြစ်ပြီးသူမနဲ့အတူအလားမှန်မိုးဆက်ဝမ်ကိုလည်း play sock ကစားခြင်းအတူဆုံးတွဲက coffee ဆိုင်ထိုင်ခြင်းတို့အပြင် Blackpink ရှိုးပွဲတို့ကိုလည်းအတူတူသွားကြည့်ခဲ့ခြင်းစတဲ့နေ့စဉ်လုပ်ငန်းဆောင်တွေမှာအတူတော်ကရှိနေတာကိုတွေ့ရပါတယ်။မိုးဆက်ဝမ်ကတော့သူငယ်ချင်းကိုဝေုံကြီးရာဘာသာရေးအပေါ်မိတ်ဆွေကောင်းပြီးသွားစာနဲ့ဖះเจ้าလိုက်ပြီးခဲ့တာလည်းတွေ့ရှိရပါတယ်ရှင်။နောက်ဆုံးဒီဇိုင်းမဲ့ကြောင်းလေးကတော့ယောက်ျားပြည်သားတဲ့ရုပ်မျိုးနဲ့ခင်မွန်းတန်နဲ့တူတူလာတယ်ဆိုတဲ့ပိုးကြခင်ပြူရဲ့ဒုတိယမြောက်သားလေးအကြောင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ဘိုးချဖြူခင်ကမွေးကစားမှာတော့သူမနဲ့တူပေမဲ့တနေ့တခြားခင်မွန်းဖြစ်သူနဲ့တူလာချောင်းကိုဆိုပါတယ်။ယောက်ျားဆန်နဲ့လာပါမှုနဲ့သူမရဲ့ဒုတိယမြောက်သားလေးဟာခင်မွန်းတန်အကုန်ထိုးနဲ့တူလာတယ်လို့ဘိုးချခင်ပြူကပြောဆိုခဲ့ပါတယ်။တိုးတော်လည်းအသားရင်ဖြူဝင်းမှုအယိုးအစင်းလက်ချောင်းလေးတွေကတော့သူမနဲ့တူတယ်လို့ဆွတွယ်လျားလျားလှလှပပရှိကြောင်းဘိုးချဖြူခင်ကသားလေး